ဟယ်လိုအခုချိန်မှာကလေးတို့ပြီးတဲ့အတိုင်းပဲငွေဈေးတွေလည်းအရန်ဈေးတက်နေတယ်ပြီးအဲ့ကကိုတွေကလည်းပိတ်ထားတဲ့အတွက်ပစ္စည်းတွေဝင်အရန်ခက်နေတဲ့အချိန်တွေမှာယူဒီတို့ကလုံးဝဈေးမတက်ပဲနဲ့ကလေးတွေကိုဈေးတောင်မှချပေးပြီးတော့ရန်တန်တဲ့လက်ကားဈေးတွေနဲ့ပစ္စည်းလေးတွေကိုလက်ကားပေးပါမယ်ရှင်လက်ကားဈေးတွေနဲ့ဒီ Yuki Fashion တက်တဲ့လေးဆိုလို့ရှိရင်3,8500ပဲရှင်။ဒါမှတက်ဖောင်း8ဘူးလောက်ပါတော့နော်။အရန်တန်တဲ့ဈေးလေးနဲ့ Europe page မှာလာမှလို့ရတယ်။အဲ့ဒါပဲနောက်ထပ်လက်ကားပေးပစ္စည်းတွေယူပြပေးမယ်။ဒီ Yuki Fashion 14လေးဆိုလို့ရှိရင်တက်ဖောင်းလက်ကားဈေး2,98,500သူဆိုရင်တက်ဖောင်း6ဘူးပါတယ်။သူအကောင့်ပို့ကြီးတယ်ပို့ပြီးအဲ့လိုအုပ်ထုပ်လေးလည်းပါတယ်ပေါ့နော်။အကောင့်ကြီးလို့ချင်းဒီကောင်လေးရမယ်ဒီ Yuki Fashion တွဲလေးဆိုလို့ရှိရင်လည်းလုံးဝတကြံ vibe ရတာเนาะဒီမှာကြည့်လုံးဝဘောကွင်းလေးနဲ့သူဆိုလို့ရှိရင်တက်ဖောင်း6ဘူးပါတယ်တက်ဖောင်းမှာ3,800နဲ့6,500ပဲကြတယ်အရန်တန်ပါတယ်เนาะယူတို့လက်ကားဈေးလေးတွေပေးနေတာပါကဲအဲ့ဒါပြုံဒါတွေဆိုလို့ရှိရင်အကောင်တကိုယ်လုံးပါတယ်အကောင်လေးအဲ့ဒါမှယူတဲ့ခေါင်းလေးတွေပဲအကောင်တေးလေးကိုကလေးတွေကိုလက်ကားဈေးလေးပဲပြပေးမယ်လုံးဝပူချီလေးတွေလက်ဆောင်ပေးလို့လည်းအရန်ကောင်းတယ်ပြီးလို့ရှိရင်သေးလေးမှကြက်တဲ့ကလေးတွေတကကြောဒါလေးတွေဆိုလို့ရှိရင်နှစ်ခုလုံးရဖာရှင်း1ရဖာရှင်း2တဖာတော့ရှက်ကောင်ပါတာမှာ9,250နဲ့ရမှာเนาะတဖာ9,250နဲ့ဈေးအရန်ချပေးတာအဲ့ဆိုရင်တပူးမှာဘလောက်မှမရှိတော့တဖာလုံးမှာမျက်လုံးလဲလှဲလို့ရတယ်မျက်လုံးလဲအရန်လာတယ် lucky dia 9 version 2နဲ့3တွေကိုလည်းလက်ကားလေးပေးရနော်လက်ကားတွေကတော့ပစ္စည်းတော်များပေးရဒါပေမဲ့ယူတို့စီမှာအရန်ထက်တဲ့လက်ကားလေးတို့ယူတဲ့ခုဈေးလေးပြပေးနေတာပါဒါလေးဆိုရင် lucky dia 9 version 2လေးသူတို့ရတက်ဖာလုံးကို6កောင်ပါတာဟိုမှာ2,600,8,500နဲ့ယူတို့ပေးမှာပါအရန်လိုက်မျက်လုံးလဲလှဲလို့ရတဲ့နေရွယ်လေးကလည်းကြာနေအောင်အဲ့ဒါကိုမဟုတ်ဘူးခေါင်းလေးပဲကြိုက်တယ်ဆိုရကလေးတွေကြတော့လဲခေါင်းကြီးပဲရှိတယ် dia 9 version 3ဒါဆိုလို့ရှိရင်လည်း2,300,8,200နဲ့ရမှာเนาะအမွှေးလေးတော့ဖွားလေးသူကမျက်လုံးရမ်းလာတယ်လှဲလို့ရ random ပေါ့နော်လှဲလို့ရဆိုရင်2မျိုးလှဲလို့ရပါတယ်ကျမရဲ့အကြိုက်ဆုံးဒီ Ocean Baby လေးတွေပေါ့နော် Ocean Baby မှာဒါဆက်မျိုး Ocean Baby တိုင်း Baby 3 Ocean Baby လေးတွေဒီကောင်လေးတွေလည်းအရန်လူကြိုက်များတော့လက်ကားပေးတယ်နော်မကြည့်ဒီကောင်ဆိုလို့ရှိရင်6ကောင်ပါတယ်အဲ့ဒါကိုမှ3,800နဲ့ကြာမှာနော်6ကောင်ပါပါတယ်ယူတာကဆက်မျိုး Ocean Baby ပါကြီးချင်းတွေအကုန်ပါနော်လုံးဝစိတ်ချအာမခံဒါဆိုလို့ရှိရင် baby 3 ocean baby လေးကိုတက်ဖောင်မှာ10កောင်ပါတယ်2,200,000နဲ့1000နဲ့တကူ22,100ပဲကြတော့မှာကွာတန်လားမတန်ဘူးလက်ဆောင်ပေးချိန်လည်းအရန်တန်တယ်တင်းချန်မှာမတိုင်ငရုံလက်ဆောင်ပေးမလားကိုတိုင်ပြန်အောင်လို့အတွက်လက်ကားလာဝယ်မလားအရန်တန်တဲ့စီးလေးနဲ့ Yuri collection မှာဗလန်ပေါက်တွေမျိုးစုံကိုလက်လီလက်ကားလာဝယ်လို့ရနေပါပြီအားလုံးပဲတတလက်ကားဆိုလို့ရှိရင်လည်းယူရတဖားဆောက်ရတဲ့လက်ကားပေးပါရှင်အားလုံးပဲတတ